ဒီကပတ်ထားပြီးတော့ကိုဘာဖြစ်နေလဲဆိုတာကိုကျွန်တော်ကြည့်လို့ရတယ်မနေ့ကအေးမဝကိုကျွန်တော်9နိုင်လောက်ပဲအေးရတယ် February 22ကကျွန်တော်ယူမမာရသွန်ပြည်တာအဲ့တော့ဆို5ပဲကြံတယ်အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ဟိုတစ်ခေါက်က unboxing လုပ်ခဲ့တဲ့ဒီအားကစားသမားတွေအတွက်ဒီ Amazfit Helio Strap ဆိုတဲ့ဥစ္စာလေးကိုကျွန်တော် review လုပ်မှာဖြစ်ပါတယ်ကျွန်တော်အခုသုံးရတဲ့ကျွန်တော်ရဲ့တကယ် HPV အောင်အဓိကပြောမှာပေါ့နော်ကောင်းတာလည်းရှိတယ်ဆိုးတာလည်းရှိတယ်ဆိုတော့ဘယ်အရင်ပြောရမလဲဆိုလို့ရှိရင်တော့ဒီတစ်ခေါက်တော့ဆိုးတာရင်ပြောမယ်ဆိုးတာဆိုဟုတ်လို့အရင်ဆိုးတာတော့မဟုတ်ဘူးပေါ့နော်အရင်ဆုံးဘာဖြစ်လဲဆိုတော့ဒီကောင်းရဲ့ချွတ်လိုက်မယ်နော်ဒီကောင်းရဲ့ကျိုးပေါ့နော်ဒီကောင်းရဲ့ကျိုးကကျွန်တော်တို့ဟိုလိုမျိုး rubber ကျိုးမဟုတ်နည်းနည်းရေဆိုတဲ့ကျိုးလိုမျိုးပေါ့နော်အဲ့ဒါကိုဘယ်လိုခေါ်လဲတော့မသိဘူးကျွန်တော်လက်ဒီပါတွေဆေးလို့ရှိရင်ဒီကောင်ကဆိုပြီးကြံခဲ့ပတ်ထားလို့ရှိရင်လည်းရေဆိုနေတဲ့ဟာနဲ့နိုင်ဝက်တစ်နိုင်လောက်ကပတ်ထားရတယ်ပေါ့နော်ဒါကတော့ဟိုကျွန်တော်တို့ကအရင်အဆင်မပြေဘူးဘာဖြစ်လို့လဲဆိုတော့ဟိုလက်ဆေးလို့ရှိရင်ဒါကိုဖြုတ်ပြီးဆေးနေရတယ်ပေါ့နော်ဒီကောင်ရေဆိုတော့ခံတယ်ရေကူးရင်လည်းအဆင်ပြေတယ်ရေအောက်မှာလည်းဒီကောင်ကစိန်လို့ရတယ်ဆိုတော့ရေဆိုတော့ခံတယ်ဒါပေမဲ့ဒီကောင်ရဲ့ကျိုးကပြန်ချောက်ဖို့ခတ်တာပေါ့နော်ကျွန်တော် Apple Watch တွေလိုမျိုးဒီ rubber နဲ့လုံးမယ်ဆိုရင်တော့အလွယ်တကူချောက်တာတော့ပိုအဆင်ပြေတယ်နောက်တစ်ခုကကြတော့ဘာသဘောမကျဘူးလဲဆိုလို့ရှိရင်ဒီကောင်ရဲ့ဒီ charging speed ပေါ့ charging speed ကကြတော့ဒီကောင်က fast charging မရဘူးbattery ကတော့ပြောလို့ရှိရင်တော့10ရက်လောက်ကတော့ခံနေပေါ့နော်ဒါပေမဲ့ဒီကောင်အားသွင်းမယ်ဆိုလို့ရှိရင်တန်းဝင်းကျင်လောက်ကနေစသွင်းမယ်ဆိုလို့ရှိရင် 100% ပြည့်ဘူးတနာရီကြော်လောက်သွင်းရတယ်ဆိုတော့ဟိုအဲ့ဒါတော့အချိန်ပေးပြီးစောင့်ရတာပေါ့နော်ဒါကတော့ဟိုကျွန်တော်တို့ကတိတ်ပြီးအဆင်မပြေဘူးလို့ခံစားရတယ်ကျန်တာကတော့ပြောရင်အကုန်ကောင်းတယ်တော်တော်ကောင်းတာပေါ့နော်အခုဆိုကျွန်တော်ဒီကောင်းကိုပတ်ထားတာက3ဘက်လောက်ရှိပြီပေါ့နော်ဘာဒီကောင်းလဲဆိုလို့ရှိရင်ပုံမှန် smart watch စားလို့ရှိရင်ဟို feature တွေကပို့စုံတယ်ဟိုတော်တော်များများစုံအောင်တွေ့ရတယ်ပြီးလို့ရှိရင်ဟိုတခြား data တွေကလည်းပို့ပြီးတိကျရလို့ခံစားရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီကောင်းရဲ့ feature တွေကိုဒီ application နဲ့တစ်ဆင့်ပြောပြမယ်ပေါ့နော် application ကတော့ဒီ ZEPP ဆိုတဲ့ application Zap ဆိုတဲ့ application နဲ့ကျွန်တော်တို့ကချိန်ရတာပေါ့နော်ဒီကောင်းရဲ့ကောင်းတဲ့ချက်ကကြတော့ဘာ subscription မှမလိုဘူးဒီဥစ္စာကိုဝယ်လိုက်တာနဲ့ ready to use ပေါ့နော်တန်းပြီးတော့သုံးလို့ရတယ်အဲ့ဒီ application နဲ့ဝင်လိုက်လို့ရှိရင်တော့အခုမြင်တဲ့အတိုင်းပေါ့နော်တော်တော်များများဒီ feature တွေစုံစုံလင်လင်ပါတာကိုတွေ့ရမယ်ကျွန်တော်အဓိကဘာကိုသဘောကျလဲဆိုလို့ရှိရင်ဒီမှာကြည့်ဒါဆိုလို့ရှိရင်ကျွန်တော်15ရက်နေ့ကစပတ်တယ်ဒီ15ရက်နေ့စပတ်တဲ့အချိန်မှာဒီ biochart ဆိုတာကြတော့ recovery ဘယ်လောက်ဖြစ်လဲပေါ့နော်ကိုဟို workout လုပ်ဖို့အတွက်ဘယ်လောက်ဟိုအားရှိလဲဆိုတာကိုပြတာအလွယ်ပြတာပေါ့ကျွန်တော်တို့ဖုန်းတွေဒီကွန်ပျူတာတွေနဲ့ရှင်ပြောရမယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ battery percent နဲ့တူတူပဲဒီမှာဆိုလို့ရှိရင်ဒါဆိုကျွန်တော်32ထိသုံးတာပေါ့နော်29ထိသုံးတာရယ်18မှာ37 19မှာ30အဲ့လိုမျိုးပေါ့ဆိုတော့ဒီမှာဆိုကြည့်လိုက်ကျွန်တော် February 22ကကျွန်တော်ယူမမာရသွန်ပြည်တာအဲ့တော့ဆို5ပဲကြံတယ်တကယ်လည်းလူကဂိနေပြီဟိုခြေလန်းဆိုလို့ရှိရင်လည်းဒီမှာ19633ရှိရပေါ့နော်ဒီအောက်ကကီလိုရီကလည်း4000နီးပါးဘန်လာဆိုတော့ဒီနေ့ကတော့ပြောလို့ရှိရင်ကျွန်တော်ရဲ့အားကစားအလုပ်ဆုံးနေ့လို့ပြောလို့ရတယ်တော်တော်လဲဟိုကီလိုရီလည်းဘန်နေဟို bio charge မှာလည်းကုန်နေပြီ step ကလည်းများတယ်ဒါကြည့်ချင်းအဖြစ်ကျွန်တော်တို့က bio charge ကနည်းနေလို့ရှိရင်အားကစားမလုပ်သင့်တော့ဘူးကို recovery လုပ်သင့်တယ်ဆိုတာကိုဟိုသိရတယ်ပေါ့နော်အောက်မှာလည်းအဲ့ဒီကကျွန်တော်လုပ်ခဲ့တဲ့ activity ကိုပြရတယ်ဒီမှာ detail ကြည့်လို့ရတယ် outdoor running ကဒီမှာ 10.29 km လောက်တယ်ပြီးတော့ဒီ activity တွေဆိုတာဆို AI နဲ့ track လုပ်ထားပုံမှန်ဆိုကျွန်တော်တို့ workout လုပ်မယ်ဆိုလို့ရှိရင်ဒီမှာအားလုံးမယ်ဆိုတာကို step workout နဲ့ရွေးပြရတယ်ကိုလုံးမဲ့ဟာတွေဒါ favorite လုပ်ထားပါတော့ကျွန်တော်ပုံမှန်လုပ်နေကြဟာတွေလုပ်ထားတာဆိုလို့ရှိရင်ကျွန်တော်ဥမာ running မှာထားပါ running လုပ်မယ်ဆိုလို့ရှိရင် stack နှိပ်ပြရတယ်အဲ့လိုမျိုးပဲကျွန်တော်တို့က strength training လုပ်မယ်ဆိုလဲ stack နှိပ်ရတယ်ဆိုတော့အဲ့လိုမျိုးနှိပ်တော့မှလာသူကစပြီးတော့ဟိုကောက်လုပ်တာဒါပေမဲ့ဒီကောင်းရဲ့အားသာချက်ကကြတော့ဘာလဲဆိုတော့အဲ့လိုမျိုးလုံးเสียရမလို့ဟိုလုံးရင်တော့ပိုတိတိကျကျဖြစ်တာပေါ့နော်ဒါပေမဲ့တချို့ရက်တွေမှာကျွန်တော်တို့မေးနေရမျိုးတွေရှိတယ်အဲ့လိုမျိုးနေ့တွေမှာဆိုလို့ရှိရင်သူက AI ကနေပြီးတော့ဟိုဘာလုံးနေတာလဲဆိုတာကိုဟို stack လုပ်ပြီးတယ်ဆိုတော့အဆင်ပြေတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင် sleep duration တွေလည်းအကုန်ပါတယ် heart rate တွေပါတယ်ဟိုအကုန်ပါတယ်stress level ပါတယ်ဒါလေးကတော့မဆို stress level ကဟိုကို stress များနေလားနည်းနေလားကိုကြည့်လို့ရတယ်ပေါ့နော်အဓိကဒီမှာကျွန်တော်သဘောကျတာ sleep ကိုသဘောကျတယ် sleep ကကြတော့ဟိုကျွန်တော်55ဆိုတော့မနေ့ကအေးမဝကိုကျွန်တော်9နိုင်လောက်ပဲအေးရတယ်ဒီမှာဆိုလို့ရှိရင်9နိုင်လောက်ပဲရှိတယ်အဲ့လိုမျိုးဆိုလို့ရှိရင်မကောင်းဘူးပေါ့နော်အေးရွာတဲ့နေ့တွေရှိလားကြည့်လိုက်မယ်ဒါ77ဆိုရင် fair
80ကျော်ရင်ကောင်းတယ်ဗျာ84ဆိုတော့ကောင်းတယ်ဒါဆိုလို့ရှိရင်ကျွန်တော်ကကြည်ချင်းအဖြစ်ဟိုကျွန်တော်တို့ဟို HA နေနေလားများနေလား body recovery ဖြစ်လားမဖြစ်လားဒီမှာကြည့်လို့ရတယ်ဆိုတော့ဒီ sleep ကဘယ်မှာ affect ဖြစ်လဲဆိုလို့ရှိရင်ဒီအပေါ်က bio charge မှာလည်း affect ဖြစ်တယ်ခုနကကျွန်တော်ပြောခဲ့သလိုပဲကိုယ်အားသွင်းပေးနေရပါတော့ကျွန်တော်မနက်နိုးလာလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီ battery ကကျွန်တော်ဆိုဒီနေ့မနက်ဆိုလို့ရှိရင်68နဲ့ထားလာဗျာ68နဲ့ထားလာအခုဆိုရင်60ဆို 8% လောက်ကုန်သွားပြီကျွန်တော်ဖက်ကြည့်ရတဲ့လောက်ဆိုလို့ရှိရင်တော့40အောက်ဆိုလို့ရှိရင်တော့ workout ကိုပြင်းပြင်းထန်ထန်မလုပ်သင့်ဘူးလို့သူရေးထားတယ်ဒီမှာကျွန်တော်သဘောကျတယ်ခုထပ်ပြမယ် strength training နဲ့ဝင်လိုက်လို့ရှိရင်ကျွန်တော်တို့ကဘာမှစေကစားရလဲဆိုတဲ့ဥစ္စာကိုကသူကပြပြီးရပေါ့နော်ဒါကတကယ် surprise ဖြစ်တယ်ဟိုကျွန်တော်ခုကြည့်ရတဲ့လောက်ဆိုလို့ရှိရင်ဘယ်လိုပြော 100% မဟုတ်ရင်တော့မှ90% လောက်ကမှန်တယ်ကျွန်တော်ဒီနေ့အဲ့နေ့ရဆိုကျွန်တော် back နဲ့ဒီ bicep တို့ shoulder တို့ဆော့တာပေါ့နော်ဒီမှာဆိုလို့ရှိရင် back ကိုအဓိကဆော့ရလို့ပြောလို့ရတယ်ကျွန်တော်ဒီမှာအနီနဲ့ပြရတဲ့ဥစ္စာတွေက primary muscle use ပေါ့နော်ဒီလိမ်မော်နဲ့ပြရတဲ့ဟာတွေကတော့ secondary muscle use ကျွန်တော်ဒီဟာကိုသုံးပြီးတော့ဘယ်လိုခံစားရလဲဆိုလို့ရှိရင်ကျွန်တော်ငယ်ငယ်တုန်းကဟိုအကောင်မွေးတဲ့ application လေးအဲ့ကောင်ကဘိုက်စာနေပြီဆိုလို့ရှိရင်ကျွန်တော်ကျွေးလိုက်ရတာတို့ဥမာ patient နေပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီခဏနားခိုင်းလိုက်ရတာတို့အဲ့လိုမျိုးဟာတွေရှိတယ်ဒါကကြတော့ကိုယ့်ရဲ့ဟို data ကိုကျွန်တော်တို့ဒီကပတ်ထားပြီးတော့ကိုယ်ဘာဖြစ်နေလဲဆိုတာကိုကျွန်တော်ကြည့်လို့ရတယ်ပြီးတော့ workout mode ကလည်းတော်တော်များများပါတာကိုတွေ့ရတယ် workout ထဲမှာဆိုအစုံပဲနောက်တချို့တွေမေးတာရှိတယ်ဒီ coin weight ကဘယ်လောက်ရှိလဲပေါ့နော်ဒီ coin weight ကပြောလို့ရှိရင်20 gram ပဲရှိတာ20 gram ဆိုတော့ဟိုဒီ Apple Watch တို့ဘာလို့ထက်တဝက်နီးပါးလောက်ပေါ့တယ်ပေါ့နော်အဲ့တော့ကျတော့အခုဆိုပတ်ထားလို့ပတ်ထားမှတော့မသိဘူးကျွန်တော်ကြိုးတစ်ခုဒီ style အနေနဲ့ပတ်ထားသလိုမျိုး feeling မျိုးပဲရတယ်ဆိုတော့ပတ်ရတာတော့အဆင်ပြေတယ်လုံးဝတကယ်ပေါ့ပါဖြစ်တယ်ဒါကြီးကိုပတ်ထားလို့ဆိုပြီးတော့ဟိုသိတာမနေဘူးပေါ့နော်ပြီးတော့ကျွန်တော်ရှင်းမှပြောခဲ့သလိုပဲဒီကောင် screen မပါတော့ကြိုက်သလိုအကြမ်းသုံးလို့ရတယ်ဒီ screen ကိုအားနာနေစရာမလိုဘူးအဲ့တော့ဒီကုန်းချုပ်ပြောရမယ်လို့ရှိရင်ဒီကောင်ကဒီ professional လည်းသုံးလို့ရတယ်လို့ professional မဟုတ်တဲ့ကျွန်တော်တို့လိုမျိုးပေါ့နော်ဒီဟိုအားကစားကိုစိတ်ဝင်စားတဲ့သူတွေဘယ်သူမဆိုပတ်လို့ရတယ်ကျွန်တော်အကြိုက်ဆုံးကတော့ခုနပြောတဲ့ bio charge ပေါ့နော်ကိုယ့်ရဲ့ဒီ battery percent ကိုကြည့်ပြီးတော့ကိုကနားသင့်လားမနားသင့်ဘူးလား training ကိုဆက်လုပ်သင့်လားမလုပ်သင့်ဘူးလားဆိုတာကြည့်လို့ရတာတော့ကျွန်တော်ရဲ့တကယ်အကြိုက်ဆုံး feature တစ်ခုပါပဲအဲ့ဒါအလုံးပဲဟိုအဆင်ပြေမယ်လို့ထင်ပါတယ် see you